ကျွန်တော်တို့တွေ Minecraft တန်ကြီးကိုပြီးမှ Elijah Empire ကြီးကိုကျွန်တော်တို့ဖြိုးပြနိုင်ခဲ့ပြီလို့ထင်ခဲ့ရဒါပေမဲ့ခုချိန်ကစပြီးတော့ Elijah တွေကဒီကျွန်းကြီးကနေစပြီးတော့ကဘာကြီးကိုတင်းကြလို့ကျန်နေကြတယ်ခုဆိုရင်သူတို့ကဒီကျွန်းရဲ့နေရာတော်တော်များများကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်ပြီးတော့ဒီကျွန်းမှာဒီ timeline နဲ့လုံးဝမသက်ဆိုင်တဲ့သဘောတစ်ကောင်ရောက်ရှိနေရပေါ့နော်။ဟုတ်ရဲ့ရည်ချက်ကတော့ဒီ Elijah Empire ကြီးကိုဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဖျက်ဆီးနိုင်ပါမယ်။ဒါကတော့ Elijah Island Episode 1ပဲဖြစ်ပါတယ်။ Like, comment, and subscribe. Okay, day 1ပေါ့နော်။ day 1မှာဆိုရင်တော့ကျွန်တော်တို့အိမ်မှာ spawn လာတွေ့ရမယ်။ကျွန်တော်အိမ်ချင်းလေးနဲ့ကြည့်လိုက်အောင်မယ်။အိုးအများကြီးကို skeleton လေးလား။ဟိုဓာတ်တွေနဲ့ရောက်။တကောင်သူတို့ spawn နေနော်။ကျွန်တော်ဒီကောင်လေးကိုအရင်ချအောင်နေတွေ့။အာမာရရှိရတယ်။အာမာလည်းရှိရတယ်။ရှိလေးတက်လိုက်။ကဲဒီတော့ကျွန်တော်တို့အင်းအောက်ကထက်ကကောင်လေးကိုရင်သွားချမယ်ပေါ့နော်။အားရောအများကြီးကိုလေဟဲ့ဇွန်မီဒီယာအာမာလေးနဲ့လို့ဝေးလာအားရောဟိုကောင်အဲ့ဘယ်လီဂျာလားအေလီဂျာလားမသိဘူးအဲ့ကောင်ကစပွန်နေနော်ဟိုကောင်မဲအဲ့ကောင်ရင်တန်မယ်မဟုတ်ရင်ကျွန်တော်တို့ဒီနာအဲ့အနေနဲ့ထိုင်ထိုင်ကိုရှိနေရမှာဖြစ်သွားမယ်အများကြီးပဲအဲ့တော့စပွန်နေအများကြီးကိုပဲဟဲ့ရောကျွန်တော်ဒီတော့noကျွန်တော်ဒီတော့မယ်heavy ocean အိုးဒီကောင်တော့မိုင်းတာ heavy ocean တော့ရတယ်ကျွန်တော်သူပြီးပြန်တက်လာနော် okay မင်းကရော့ဒီကတော့ခေါ်တာOh shit. Oh no ngã tí rồi. No. Oh. Cái tí rồi nên đi về lúa rồi nó. Nó chả đồ cha này cho nó tía đằng bi rồi mẹ. Con cổ này cho nó yên ấy là con này được. Ok, ní nhà cho nó chả cho nó ai đây đồ mẹ ai rồi nó. Mẹ ăn ra cổ sân nó cụ cho nó ăn chăn đi bữa lại dài mẹ ăn đi bắt được cụ lại dài đấy. RD ဘက်ကကျွန်တော်ဒီ RD ဘက်ကိုခဏသုံးနေပြီဆိုရင်ဒီ hostile mode သုံးကောင်ကကျွန်တော်ဘက်ကနေ10စက္ကန့်ကြာကျွန်တော်ဝင်ချပြီးဟောပေါ့နော်အဲ့တော့တော်မိုက်တဲ့ RD ဘက်လို့ပြောရမယ်မဲကောင်းတစ်ခုလေးရတယ်ကောင်းတော့မိုက် Okay ကျွန်တော်စဉ်းစားနေရပါတော့ကျွန်တော်တို့ဒီမဲ့ mod တွေလည်းအများ spawn နေရယ်လူတွေလည်းအများကြီးရတယ်ဒီ mod တွေစီကနေကျွန်တော် chat တွေမလုံလောက်ဘူးပေါ့နော် chat တွေမလုံလောက်တဲ့အတွက်ကျွန်တော်တို့တစ်တွေပါတော့ခုံမယ်ချက်တွေများလုပ်မယ်ဒါရင်ချက်တွေမလုပ်ခင်မှာကျွန်တော်တို့ဒီကျွန်တော်အိမ်ကိုကျွန်တော်ဝေါ်ကာမယ်ပေါ့နော်ဝေါ်ကာမယ်ဆိုတော့ဝေါ်ကကျွန်တော်အိမ်ပြောင်းဖြစ်နေဒီတော့မော့တယ်လွယ်တကူစပွင့်မီလာတိုင်နိုင်တယ်ဒီတော့ကျွန်တော်ဝေါ်ကာမယ်ဝေါ်ကာဖို့အတွက်ကျွန်တော်ကြောက်တွေလိုပဲတစ်သားတွေလိုပဲပြီးတော့ချက်တွေလုပ်မယ်ဆိုတော့ကျွန်တော်အများကြီးလိုပဲပေါ့နော်ဒီတော့ကျွန်တော်တစ်သွားခုံမယ်ကြောက်သွားတူလေးပေါင်းမယ် One eternity later Okay ကျွန်တော်ဝေါ်လက်ကယူသွားပြီကျွန်တော်ချက်တွေလည်းအများကြီးလုပ်ပြီးသွားပြီပြီးတော့ကျွန်တော်တဲသွားခုတ်တော့ကျွန်တော်ဟိုဘက်မှာကျွန်တော်ခန္ဓာကြီးတစ်ခုတွေ့အဲ့ခန္ဓာကကျွန်တော်တင်ပြပါဗလီဂျာနေရထင်တယ်ပေါ့နော်ဒီကကျွန်တော်အဲ့နေရာသွားတိုင်မယ်ကျွန်တော်ဘာသွားတိုင်မယ်ဆိုကျွန်တော်ကအာယုန်နေပဲရှိရယ်
ဒီအိုင်အာမတော့အားနေပေါ့နော်ကျွန်တော်ဒီထက်ကောင်းတဲ့အာမကျွန်တော်လောက်ရမယ်ပြီးတော့အဲ့နေကျွန်တော်တွတ်တိုက်ပါဖြစ်ပါတယ်โอเคမြန်ကျွန်တော် player hedge ထားတာကျွန်တော်ဒီကောင်းရင်ကျွန်တော်အိမ်မကြည့်ရအောင်ထားတာโอเคဟိုမှပေါ့နော်ကျွန်တော်ဒါဆိုရင်ကျွန်တော်တိတ်တော့မွေးဘူးကျွန်တော်အိမ်နေတော့တိတ်တော့မွေးဘူးပေါ့နော်ကျွန်တော်ရဟိုဘက်မယ်ဒီကောင်ကဒီဘက်မယ်ဆိုတော့ကျွန်တော်တိတ်တော့မွေးဘူးโอเคဟုတ်ကျွန်တော်ဒီ spider တဲ့တော့ဆိုးရပေါ့နော်သူတို့ကကျွန်တော်အမြင်နဲ့ထွေးရဆိုတော့ကျွန်တော်သူတို့အမြင်ချုံပြီးသွားရင်ကျွန်တော်ရှီးလဲကာလို့မရဘူးကျွန်တော်ထွက်လို့လည်းမရဘူးเนาะခဏတာထိဒီကောင်နဲ့တော့ဆိုးရဟိုမှာကျွန်တော်တစ်ချက်မှမမှန်ကြောက်နောက်တစ်ချက်မှန်အပေါ်မှာကိုကျွန်တော်မြတ်တက်တာရှိသေးကျွန်တော်အောက်ကနေရင်ဝင်တက်လိမ့်မယ်ပေါ့နော်အောက်ကနေရင်ဝင်တက်မယ်ဒါပါလေစပုံးလေစပုံးလေကျွန်တော်စပုံးရင်တက်လိမ့်မယ်စပုံးရင်တက်လိမ့်မယ်ရှော့စပုံးတွေကကျွန်တော်ရောင်းမိုင်းနေရိုက်တာလို့ရောင်းမိုင်းနေရိုက်တာစပုံးတွေကရောင်းမိုင်းနေရိုက်တာကျွန်တော်တို့ကြော့ဒီနေ့ဗနီကာတာတွေကကျွန်တော်တော်သေးတယ်နော်ဒီကောင်ကဟိုကြည့်ဒီကြည့်လို့ချာတယ်မောကျွန်တော်သိနေလောက်ဒီကောင်ကတော့တန်းနေရကောင်တိုင်းပေါ်ကောင်နေရင်တက်မှာပြန်မို့ကျွန်တော်တို့အများနဲ့စော်ခံလို့ကျွန်တော်သေးသွားလိမ့်မယ်တော့ကိုမီချင်တယ်ပေါ့နော်ဒီကောင်တေးရင်ကိုမီချင်တယ်哦，不没关系的。小，那我们喂，一个单面进来了 ，what the fuck？ 一个单面进来了，叫西，我个我们讲你个人家这些是叫 critical 巴老的这种这边 ，critical 太为啥了？这个龙马咋的？ Okay, đi vậy. Bố đi đu giờ là chắc chắn là chỉ để khô đi rồi xí. Đã cho nó cũng nào con thì bây giờ bạn đi cái đó thì chả thì nó sẽ nít đâu what the. Ở đó thì cho nó được bạn ít thì chạy. Ai biết được khui cho nó đâu mà cả. Cái cha ấy nè, bài xí đi luôn để cho nó xa chỉ luôn. Chưa à chị. 아씨. 저 다리에 유도 하면 저 나반자 저 로에. 저 디버스에 좀တစ်ချက်ပဲเนาะကျွန်တော်ကြည့်လိုက်နွားတယ်တစ်ချက်ပဲလုံးဝကို20 damage ဆိုတော့ကျွန်တော်တို့မိုက်တယ်โอเคကျွန်တော် diamond 6 တော့ရတယ်ပေါ့เนาะတခြား item တွေကျွန်တော်အများကြီးရခဲ့တယ်ကျွန်တော် umbrella ဆိုလေးတဲ့9တော့ရခဲ့တယ်ကျွန်တော်တို့ရရပေါ့เนาะကဲကျွန်တော်ဒါဆိုရင်ကျွန်တော်အိမ်ပြန်လေးအောင်မယ်โอเคကျွန်တော် diamond helmet လေးတစ်ခုတော့ရရပေါ့เนาะနောက်နေ့မှာကျွန်တော်နောက်ထပ်အစာအုပ်တစ်ခုကျွန်တော်သွားတိုက်မယ်ကျွန်တော်အခုတော့ကျွန်တော်အိတ်လေးပါအောင်မယ်โอเคကျွန်တော်အခုဆိုရင်တော့ပေါ့เนาะခုမြင်နေစောက်ကျွန်တော်သွားတိုင်မှာဖြစ်ပါတယ်
ကျွန်တော်ဒီစာအုပ်ကကျွန်တော်အရင်ပလီဂျာ output တွေထက်အရင်ကြည့်လောက်တယ်โอเคပုံမှန် data ကြီးတစ်ခုလည်းရှိရယ်အဲ့ data ကကျွန်တော်ပေါ့နော်အဲ့ data ကြီးကကျို့ကျိုးတယ်ဒါပေမဲ့ဟိုဘက်မှာကျွန်တော်ကျွတ်ကျွတ်ရှိရယ်ဒီကျွတ်ကအဲ့ကျွန်းကြီးကကျွန်တော်ကြောက်ဆရာကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ကျွန်းဘက်လည်းမသွားရဘူးကျွန်တော်မှအာမသိအဆုံးရှိတဲ့အတွက်ကျွန်တော်ဒီစာအုပ်ချင်းတိုက်ပြီးမှအဲ့ကျွန်းသွားမယ်ပေါ့နော်โอเคကျွန်တော်အခုစာအုပ်နားလေးတော့ရောက်လာပြီစာအုပ်နားလေးရောက်လာအိုးဝေးခုနဗန်နီကက်တာရဲ့ကြီးလာတယ် oh shit ဗန်နီကက်တာရဲ့ကြီးကိုတမ်းမိတော့အလောင်းများလို့ထင်တာကျွန်တော်ကောင်းမကြည့်ရထင်တာယောကျွန်တော်မြင်ရတာလားလာနေကျွန်တော်စီလာနေလားဟုတ်ပါဟုတ်တယ်ကျွန်တော်စီလာနေရကျွန်တော်ဒီမဲ့ရှော့ကွာကျွန်တော်ဘတ်ဒီတိုက်ခိုက်ခဲ့မှာဘတ်ဒီကဒါဒီအလီဖူကတော့မိုက်တယ်ဘတ်ဒီကလာတိုက်ရတော့တိုက်စရှော့ယောအားရတမ်းကြီးရလေတော့တိတ်အော်တီးရောကောင်ဒီကျွန်တော်စက်တိုက်ရအောင်မယ် အဲ့နာမှာတော့ကျွန်တော် chat တဲ့ရပစ္စည်းတွေအကုန်မှားပြီးကျွန်တော်အိမ်ပြန်လာခဲ့ရပေါ့နော်ပလီဂျာ ice လက်အပြီးဆုံးသွားတော့ဒီလောက်ပါပဲနောက်နေ့ကျမှကျွန်တော်ပြန်တွေ့ကြပါ